မညာကောင်းစေတဲ့ပန်းကော်ဖီကြော်လေးကြော်စားပါမယ်ဒီနေ့တော့ပန်းကော်ဖီကိုကြက်ဥလေးနဲ့ကြော်စားချက်စိတ်လေးပေါက်တာနဲ့ပန်းကော်ဖီလေးဝယ်လာခဲ့ပါတယ်ပန်းကော်ဖီကရန်တော့မလက်တဲ့အတွက်ကြောင့်မလို့အပေါ်ကအမဲလေးတွေကိုဒါလေးနဲ့တခြားဖယ်ပေးပြီးတော့ကိုလိုအပ်တဲ့အတုံးကလေးတွေတိတိလေးတွေကိုတုတ်ထားပေးလိုက်ပါတယ်ဒီနေ့ကတော့ပန်းကော်ဖီလေးကြော်စားမယ်ပေါ့နော်ပန်းကော်ဖီကြော်လေးကမကြစားပေးတင်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ပန်းကော်ဖီမှာကအကျိုးကျေးဇူးတွေကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်သူကသွေးလည်ပတ်မှုအားကောင်းစေတယ်ပြီးရင်ရိုးစစ်တွေတမ်းမာစေတယ်ဝိတ်ကြစေနိုင်တယ်အဲ့လိုပေါ့နော်သူ့အတွက်ကျန်းမာရေးကြိုးကျေးဇူးတွေအများကြီးရှိရဲဒါကြောင့်မို့လို့ပန်းကော်ဖီကြော်လေးကလည်းမကြစားပေးတဲ့စားတောက်ထဲမှာပါတယ်ပေါ့နော်ပြီးတော့ပန်းကော်ဖီကိုဒီလိုမျိုးတိတိလေးတုံးပြီးတဲ့ခါရေဆေးတန့်စင်တဲ့ခါမှာဆိုလို့ရှိရင်လည်းတိချာလေးရေဆေးတန့်စင်ပေးရပါမယ်ဘာလို့ဆိုရင် तू ကအဲ့လိုအမဲဘက်လေးကတ်တာအမုံကတ်တာပြီးရင်ပိုးမွားလေးကတ်တာအဲ့ဒါလေးတွေကတော်တော်များကတ်တယ်ပေါ့နော်ဒါကြောင့်မလို့ပန်းကော်ဖီကိုရေဆေးတဲ့ခါမှာဆိုလို့ရှိရင်လည်း3-5 ကာလောက်ရေဆေးပေးတင်ပါတယ်နောက်တစ်ခုကရေဆေးရုံနဲ့မဟုတ်ဘဲနဲ့အချိန်ရမယ်ဆိုလို့ရှိရင်သူ့ကိုစားလေးနင်းငယ်ထည့်ပြီးတော့ပေါ့နော်ရေစိမ်ထားပေးတင်ပါတယ်ကျမဆိုလို့ရှိရင်လည်းဒီထဲမှာစားလေးနည်းငယ်ထည့်ပြီးတော့ရေစိမ်ပေးထားရပေါ့နော်ဒီလိုမျိုးစားလေးနဲ့ရေစိမ်ပေးလိုက်တဲ့ခါမှာသူ့မှာရှိတဲ့အညစ်အကြေးတွေကထွက်သွားတယ်ပေါ့နော်အဲ့ခါကျမှကိုကရေလေး2-3 ထပ်လောက်ပြန်ဆေးလိုက်လို့ရှိရင်လုံးဝပန်းကော်ဖီလေးကစားဖို့အတွက်အဆင်သင့်ဖြစ်သွားပါရဲ့ကဲဒါဆိုရင်တော့ပန်းကော်ဖီလေးကြော်ဖို့အတွက်ကျွတ်သွန်လေးကိုအရင်ဆေးတက်ပါတယ်ပြီးလို့ရှိရင်ကြက်ဥနဲ့ကြော်မှာဖြစ်တဲ့အတွက်ကြက်ဥလေးနှလုံးကိုလည်းဖောက်ထားလိုက်ပါတယ်ရှင်ပန်းကော်ဖီကကြတယ်ကျန်းမာရေးအာနိသင်အများကြီးကြိုးကျေးဇူးရှိရဆိုပေမဲ့တချို့လူတွေအတွက်ကြောင့်လည်းမစားသင့်ဘူးပေါ့နော်ဘယ်လိုလူတွေမစားသင့်ဘူးဆိုလို့ရှိရင်လည်းဆိုရင်အစာချေစနစ်ပြဿနာရှိရတဲ့သူတွေလေထိုးလေအောင်ရှိရတဲ့သူတွေနှလုံးရောဂါရှိရတဲ့သူတွေပြီးတော့သွေးကြေးဆေးတောက်နေရတဲ့သူတွေပေါ့နော်အဲ့လိုလူတွေကတော့ပန်းကော်ဖီကိုမစားသင့်ပါဘူးရှင်ဒီຢာလေးကိုတော့ကျွန်မကဟယ်လိုဒေါက်တာမြန်မာကနေပြီးလာထားတာပေါ့နော်ဒီကျမရဲ့ပန်းကော်ဖီကြော်လေးကတော့အရင်ဆုံးကျွန်မကတုတ်နေလေးရှိတတ်တယ်ပြီးရင်ပန်းကော်ဖီလေးတွေကိုထည့်ပြလိုက်တယ်။မကပန်းကော်ဖီကြော်လေးဆိုရင်နည်းနည်းအီလေးစားလိုက်ရတာတက်ပါတယ်။တချို့ကတော့ဆက်လေးစားရပေါ့နော်။အဲကြောင့်မို့လို့ကျွန်မကတော့သူ့ကိုရေလေးထည့်ပြီးတော့လည်းအုပ်ထားပေးပါတယ်။အရသာအနေနဲ့ဆိုလို့ရှိရင်ကတော့ငပြာရည်ရဲ့ပြီးတော့ကြက်တာမုံလေးရဲ့ထည့်ပေးလိုက်ပါတယ်။အရသာသေးချာလေးနှမ်းဆောင်မွေပေးလိုက်ပါတယ်။ပြီးလို့ရှိရင်တော့ကျွန်မကနူးနူးလေးကြိုက်တာမို့လို့ရေလေးထည့်ပြီးတော့ခဏအုပ်ထားပေးလိုက်ပါတယ်။သူ့ကိုကြတော့အကြော်လည်းမဟုတ်အချက်လည်းမဟုတ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အရေးဆက်ကလေးနဲ့ချက်စားဖြစ်ပါတယ်ကဲဒီလိုမျိုးရေလေးနည်းနည်းကြံပြီဆိုတဲ့အခါကျလို့ရှိရင်ကတော့ကျွန်မကဆွမ်းနာကမှုထားတဲ့ကြုပ်ကိုဖောက်ထည့်ပါမယ်အရသာကတော့ကိုလိုအပ်တယ်လို့ပြင်ဆင်လိုက်ပါတယ်ကျွန်မတော့ထွက်ထည့်ကြံလို့မပါဘူးရတာလည်းကွက်တီပါကဲကြုပ်လေးတွေကိုလည်းတခြားလေးထည့်ပြီးတော့မှုပေးလိုက်ပါတယ်ဒီလိုမျိုးအရေးဆက်ကလေးနဲ့လည်းစားလို့ကောင်းတယ်ပေါ့နော်ကျွန်မရဲ့အကြိုက်ပေါ့ပြီးလို့ရှိရင်တော့နာမည်လေးထည့်ပေးလိုက်ပါတယ်အရန်ကိုမှုကြိုက်သွားအောင်လို့ပေါ့နော်ဟင်းဆိုလို့ရှိရင်အနက်အရသာနဲ့ပြည့်စုံနေရမှာပို့ပြီးတော့စားလို့ကောင်းတယ်လေအဲကြောင့်မို့လို့နာမည်လေးကိုပါညှက်ထည့်ပေးလိုက်ပါတယ်ကဲဒါဆိုလို့ရှိရင်ကတော့ကျမရဲ့ပန်းကော်ဖီကြော်လေးရပါပြီရှင်ပန်းကော်ဖီကကျမရဲ့ကြိုးကျေးဇူးတွေအများကြီးရှိတာမို့လို့အားလုံးလည်းမကြခဏစားပြီးဖို့အတွက်ပြောချင်ပါတယ်ရှင်အဆုံးတရှိပေးလို့ကျေးဇူးပါနောက်ထပ် vlog တွေမှာတွေ့ကြမယ်နော်တတား